အားလုံးပဲမင်္ဂလာပါ Sport Matrix မြန်မာနဲ့ကြိုဆိုလိုက်ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့တောင်ပံမှာကစားတဲ့ညီကိုတွေအတွက်ဗီဒီယိုတစ်ပုတ်လုပ်ထားပေးပါမယ်ဆိုတော့ကျွန်တော်တောင်းဆိုချင်တာအတဲ့အနေနဲ့ဒီဗီဒီယို YouTube ဗီဒီယိုတစ်ပုတ်ကြည့်နေရလို့မထင်မှတ်ပဲနဲ့ကိုယ်တိုင်ဘောလုံးကွင်းထမ်းမှာကန်နေတဲ့ခန်းစားချက်နဲ့ decision တွေလိုက်ပြီးတော့ကျွန်တော်နဲ့တူရွေးလိုက်ရအောင်ဆိုတော့ပွဲတစ်ပွဲမှာတင်ကစားနေတဲ့အချိန်တောင်ပံမှာဘောလုံးရရင်တဲ့အနေနဲ့ဘယ်သွားမှာလဲဘာလုပ်မှာလဲဆိုတော့ကျွန်တော်အခုမေးသွားပါမယ်တဲ့အနေနဲ့ဒီနေရာမှာဘောလုံးလက်ခံရရှိရင် option A နဲ့ B ဘယ်ဟာကိုရွေးချယ်မှာလဲရွေးချယ်ပြီးသွားရင်တော့ Premier League မှာကန်နေတဲ့ professional တယောက်ဘယ်လို decision ချသွားလဲဆိုတော့ကျွန်တော်နဲ့အတူကြည့်လိုက်ရအောင် Here's Mahrez excellent from Mahrez Haaland ဒီရွေးချယ်မှုမှန်ကန်ခဲ့ရလားဒီနေရာမှာကျွန်တော်ပြောချင်တာကွင်းထဲမှာတင်ဟာစဉ်းစားနေဖို့အချိန်အကြာရမှာလည်းမဟုတ်ဘူးကျွန်တော်နဲ့အတူယခုလည်းမြင်မြန်ဆက်ဆက်ပဲ decision ချလိုက်ရအောင်တဲ့အနေနဲ့ဒီနေရာမှာဆိုရင်ရောဘယ် option ကိုရွေးချယ်မှာလဲ But it's back with Solly March once more. Quick shift of feet from him to clip it up. တင်ချခဲ့တဲ့ decision ရောမှန်ကန်ခဲ့ရလားသူတို့ဘောလုံးမထုတ်ခင်မှာတုံသွားတဲ့ body fake လေးတွေကိုလည်းတေချာကြည့်ပေးပါတဲ့အနေနဲ့တောင်ပံမှာယခုလိုဘောလုံးရလာပြီဆိုရင်ရောဘယ် option ရွေးချယ်မှာလဲ 5 in the area into Ambarella's going to တဲ့အနေနဲ့ဒီလိုနေရာမှာဘောလုံးထက်ရလာပြီဆိုရင်ရောဘယ် decision ရွေးချယ်မလဲဆိုတော့ကြည့်လိုက်ရအောင် Kingsley Coman skips away from Grealish wants to take on Gundogan he's in behind him ကျွန်တော်အခုထိတတိထားမိတာကတော့ professional တွေက space ရှိတဲ့နေရာကိုအမြဲတမ်းတိုးဝင်တက်ကြပါတယ်ဒါကြောင့်လည်းသူတို့ကအခွင့်အရေးတွေပုံမှုဖန်တီးနိုင်တာပါတဲ့အနေနဲ့ယခုလိုနေရာမှာဘောလုံးရရှိလာပြီဆိုရင်ရောဘာလုပ်မလဲဒီနေရာမှာဘန်စီမာရဲ့လှုပ်ရှားမှုတစ်ချက်ကြည့်ပေးပါသူဟာအတွင်း space ရှိတဲ့ဘက်ကိုအရင်ပြေးမှုသွားပဲနဲ့ဘယ်ဘက်ကိုတစ်ချက်အရင်ရိုင်ပြီးတော့ defender ဟာလိုက်ပါသွားပြီဆိုမှသူက space ရှိတဲ့ဘက်ကိုပြေးထွက်သွားတာပါတကယ်ကိုတိုက်စစ်မှုကောင်းတယောက်ပြီးသားပါဘယ် option ကိုရွေးချယ်မလဲရွေးချယ်ပြီးသွားရင်တော့ကျွန်တော်နဲ့အတူကြည့်လိုက်ရအောင် Kvaratskhelia up against Calabria and Kvaratskhelia ဒီနေရာမှာဘာလို့တူကန်ဖို့ position ကိုရွေးချယ်ခဲ့လဲဆိုတာခင်ဗျားတို့သိထားမိလားသူဟာဘောလုံးဆွဲလာတဲ့အချိန်ထိဖြတ်တင်ပေးဖို့တွေးနေတော့မှာပဲဒါပေမဲ့သူ့ရဲ့ကစားသမားတွေကအတွင်းမှာရှိမနေခဲ့လို့ပါတဲ့အနေနဲ့ဒီလို position မှာဘောလုံးထက်ရလာရင်ဘယ် option ရွေးချယ်မလဲကျွန်တော်နဲ့အတူကြည့်လိုက်ရအောင် a slip from the Ukrainian တခါတလေ professional တွေလည်းခက်မှန်ရခက်ပါတယ်ကျွန်တော်တို့အတွင်းထဲဝင်မယ်လို့ထင်တဲ့အရာတွေဆိုသူတို့ကအပြင်ထုတ်သွားလိုက်ပါပြီတင်ရောဆုံးဖြတ်ချက်တွေမှန်ကန်နေရဲ့လားနောက်တစ်ခုဆက်ရွေးချယ်လိုက်ရအောင်ရွေးချယ်ပြီးွားရင်ကျွန်တော်နဲ့အတူကြည့်လိုက်ရအောင်မြန်ဖြေပါတဲ့အနေနဲ့ဒီနေရာမှာဆိုရင်ရောဘာလုပ်မှာလဲ first man ဆုံးဖြတ်ချက်မှန်ကန်ခဲ့လားတခါတလေအရန်အချက်တဲတွေထဲရောက်နေတဲ့အချိန်ကန်တာကန်ထည့်လိုက်ပါဒီနေရာမှာဆိုရင်ရောဘာ option ရွေးချယ်မှာလဲပြီးသွားရင်တော့ကြည့်လိုက်ရအောင်ရွေးချယ်မှုမှန်ကန်ခဲ့လားသူတို့ရဲ့ body ရိုင်သွားတာတွေကိုတေချာကြည့်ပေးပါဒါဟာအတုံးဝင်လာနိုင်ပါတယ်တဲ့အနေနဲ့ဒီညမှာဆိုရင်ရောဘယ် option ရွေးချယ်မှာလဲပြီးတော့ရင်တော့ကြည့်လိုက်ရအောင် Also Samare and now it has fallen for Iheanacho သူတို့အခွင့်အရေးတစ်ခုရရတယ်သူတို့ကန်ဖို့ space တစ်ခုရရတယ်အမြဲတမ်းကန်ကြပါတယ် Method lovely first touch တဲ့အနေနဲ့ဒီညမှာဆိုရင်ဘယ် option ရွေးချယ်မှာလဲရွေးချယ်ပြီးတော့ရင်တော့ကြည့်လိုက်ရအောင် Zaha might take it on တ here ချို့တောင်ပံကစားသမားအများစုကလည်းဂိုးထဲကန်တွင်းဖို့ပဲရွေးချယ်ကြရတယ်ပေါ့နော်တင်နာဒီဘောလုံးရတဲ့နေရာမှာဆိုရင် best game move ကိုတုံးမှလဲဆိုတော့ရွေးချယ်ပေးပါ penalty area Tete looking to get the better of Robinson really nice footwork ကျွန် from တော်ဒါဆိုရင်တော့ဘယ်ဘက်ကိုထုတ်ပြီးတော့ကန်တင်ဖို့ရွေးချယ်ပါမှာပါသူကြတော့တော်တော်လလပပကိုထုတ်သွားပါတယ်တခါတလေမှာကျွန်တော်တို့တောင်ပံဆွဲရင်တောင်ပံပဲပြေးထွက်ရမယ်ဆိုပြီးတော့တည်ထားပါတယ်ဒါပေမဲ့ဒီအတွင်းပိုင်း space ကိုဝင်ဆော့တက်ဖို့လည်းမမေ့ပါနဲ့အောင် Junior runs away from Walker plays it out now to Camavinga that's outstanding play Benzema on his way into the box Asensio's in there too တောင်ပံကစားသမားဆိုပြီးအနောက်ထိဘောလုံးစင်တောင်းရှာမလို့လို့မထင်လိုက်ပါဘူးယခု Vinicius ဆော့ရတဲ့ပုံစံကိုကြည့်လိုက်ပါအနောက်ထိဆင်ပြီးတော့အခွင့်အရေးတစ်ခုဖန်တီးပေးသွားတာပါဒီနေရာမှာတော့ဆာကာရဲ့လှုပ်ရှားမှုပဲကြည့်ခိုင်းစေချင်ပါတယ်သူဟာအမြဲတမ်းတစွတ်ထိုးဝင်သွားတဲ့ပုံစံမျိုးမဟုတ်ပဲဘောလုံးဆောင်နေရိုင်နေပြီးတော့ 1-2 ရိုက်ပြီးတော့အတွင်းထဲဝင်သွားတာပါသူတို့ရဲ့ body movement ကိုတစ်ချက်လောက်တေချာကြည့်ပေးပါအခြေအနေကြည့်ပြီးအခွင့်တာပြီးဆိုမှပြေးထွက်သွားကြတာပါပြေးဝင်လာတဲ့လူကလည်းအတွင်း space ရှိတဲ့ဘက်ကိုပဲပြေးဝင်သွားတာပါတော်တော်လေးလာပါတယ်
ဒီနေရာမှာဆိုရင်ရောဘာကိုရွေးချယ်မလဲအနောက်ကိုပြန်ပေးမလားဒါမှမဟုတ်နည်းနည်းပဲ share space ဘက်ကိုထွက်သွားမလားဆိုတော့ကြည့်လိုက်ကြရအောင် Going on the outside and producing a cross, and he's then ဒီညမှာတော့ခိုးမန်းကတော့ဒီညာဘက်ကိုပဲထုတ်ပြီးတော့သူအခွင့်အရေးဖန်တီးပြီးတော့ဂိုးဖန်တီးပေးနိုင်ခဲ့တယ်ပေါ့ going on the outside and producing a cross, and he's ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ပထမဆုံးလုပ်တဲ့ဗီဒီယိုမလို့အမားလေးတွေတော့ရှိနိုင်ပါတယ်ဒါပေမဲ့နောက်ဗီဒီယိုတွေမှာကျွန်တော်ဒီထက်ကောင်းတဲ့ quality scale တွေဖြည့်ပြီးတော့ပြန်လာခဲ့ပါမယ်ဆိုတော့အားလုံးပြောချင်တာကတော့ကျွန်တော်ရဲ့ဒီ channel လေးကိုလည်းမမေ့ထားပါနဲ့ကျွန်တော်ဒီကြားထဲအပြင်အကိစ္စတွေနဲ့ရှော့နေလို့ဗီဒီယိုတွေမတင်ဖြစ်တာပါဒါပေမဲ့လည်းအခုကနေစပြီးတော့ကျွန်တော်ဗီဒီယိုတွေအများကြီးဆက်တင်ပေးသွားမှာဖြစ်လို့ဒီ channel လေးကိုလည်း follow လုပ်ပေးသွားကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်